ငွေလိမ်ကိုင်းတချို့မှာခရီးယန်တွေရှိနေတယ်ဆိုတာကိုကျွန်တော်သတင်းအတိအကျရထားပါတယ်သတင်းပေးတဲ့သူကလည်းသူတို့ထဲကနေပဲပေါ့အဲ့တော့တချို့လည်းလာမေးကြတယ်အကောင့်အတူတွေနဲ့ကျွန်တော်လူများစီကလိမ်လို့ရတဲ့ပတ်စံနဲ့ဆယ်ဖို့တပုတ်ခွဲလို့ရလားအလူငွေထည့်လို့ရလားလုံးဝမရပါဘူးအစိုးရကတော့မှဒါကိုပြစ်မှုမြောက်တယ်ဆိုပြီးမှဥပဒေထုတ်ပြီးကန့်တက်ထားတဲ့ဥစ္စာဘုရားတခင်ကဘာကြောင့်သူများစီကလိမ်တဲ့ပတ်စံကိုလက်ခံပါလဲလုံးဝလက်မခံပါဘူးအဲ့တော့ခရီးယန်တွေကိုအဲ့ဒီထဲမှာရောက်နေတယ်ဆိုရင်လည်းကျွန်တော်သတိပေးချင်ပါတယ်ဒါနှုတ်ကပတ်တော်နဲ့အညီပဲသတိပေးချင်တယ်ဒါမျိုးကိစ္စအတင်းရဲ့သားစဉ်မြေးဆက်လုံးဝမကောင်းစားပါဘူးအဲ့လိုပြောပြတဲ့သူတွေကလည်းသူတို့လည်းမလွဲတာလို့ပေါ့နော်ခရီးယန်ဆရာတချို့စီကိုတွားပြီးမှအလူငွေထည့်ခြင်းလို့ပါဘလောက်ထည့်မယ်ဘာညာဆိုပြီးမှအဲ့ဒီဆရာတွေစီကနေအကောင့်တွေရအောင်ယူပြီးအဲ့ဒီဆရာတွေရဲ့အကောင့်နဲ့ပဲတခြားခရီးယန်တွေကိုပတ်စံလိန်တာဒါခရီးယန်တွေကလုံနေတာနော်မလွဲတာလို့ပဲလို့လွဲတာလို့ပဲလို့ဒါလုံးဝမလုပ်တဲ့ကိစ္စဒါလုံးဝမဖြစ်တဲ့ကိစ္စဖခင်လုံးဝမကြိုက်တဲ့ကိစ္စလေကျွန်တော်တခါတင်ဘူးပါတယ်ခရီးယန်တွေစီးပွားရေးလုပ်တဲ့အခါမှာသူများဘဝပြက်ပြီးကိုကောင်းစားသွားတယ်ကိုပတ်စံရတဲ့အလုပ်မျိုးဒါလုံးဝမလုပ်ရဘူးဆိုတဲ့ဗီဒီယိုကျွန်တော်တက်တင်ထားပေးပါတယ်ပြီးတော့နောက်တစ်ခုခရီးယန်တချို့ကျွန်တော်လာမေးထားတယ်သူတို့ကဒီလောင်းကစားကိုဝါသနာတော့မပါဘူးဒါပေမဲ့စပြီးလုပ်ကြည့်တဲ့အခါမှာဆွဲလန်းပြီးအဲ့လောင်းကစားကနေမလွတ်မြောက်နိုင်တော့ဘူးတဲ့အဲ့တော့ခရီးယန်တွေထဲမှာပဲဒီစလော့ဂိမ်းတွေငါးပြစ်ဂိမ်းတွေဒီလောင်းကစားတွေလုပ်နေတဲ့သူတွေအများကြီးရှိတယ်အိမ်တွေတချို့တွေအိမ်တွေပြောင်းကုန်တချို့တွေဖုန်းတွေမရှိတော့ဘူးเนาะပိုင်ဆိုင်မှုတွေအားလုံးရောင်းပြီးအားလုံးကုန်သွားမှနောင်တရပြီးဖျားခင်စီပြန်လာတယ်ဆိုတဲ့အဖွဲ့ကလည်းတက်တက်ရှိတယ်အဲ့တော့ကျွန်တော်ဘဝမှာဒီလောင်းကစားလုပ်ပြီးချမ်းသာလာတဲ့သူအခုချိန်ထိဒါကျွန်တော်ရဲ့ဒီအသက်အရွယ်ထိတော့ကျွန်တော်တယောက်မှမတွေ့ဘူးတည်းဟိုဒိုင်းကိုင်းတဲ့သူတွေကတော့ဒါတင်တို့စီကပတ်စံနေယူပြီးသူတို့ကတော့ချမ်းသာသွားကြတယ်ဒါပေမဲ့သွားလောင်းတဲ့သူကမချမ်းသာဘူးတချို့ကလည်းအရင်ပြန်ရတယ်တဲ့အရင်ဆိုတာမရှိဘူးเนาะတင်စသွားပြီဆိုကြတဲ့တင်ရဲ့အချိန်တွေပေးရတယ်ပြီးရင်တင်းရဲ့စိတ်ဓာတ်တွေအဲ့ဒီမှာပြက်ပြားသွားတယ်ဒါတွေပေးဆက်လိုက်ရပြီအရင်ဆိုတာမရှိဘူးเนาะအဲ့တော့လောင်းကစားကိုစပြီးလောင်းပြီးဆိုရင်တည်တဲ့အထိအဲ့လောင်းကစားကတင်းရဲ့ဘဝကိုဆွဲလန်းပြီးဖျက်ဆီးဖို့အတွက်ပါလာတတ်တယ်เนาะအဲ့ဒါကိုသတိထားစေချင်တယ်ကျန်းစာထဲမှာတော့လောင်းကစားကိုမလုံးနဲ့လို့တိုက်ရိုက်တော့မပါဘူးဒါပေမဲ့တိတိအခန်းကြီး6အငယ်9မှာငွေရတက်ခြင်းကအလိုရှိတော်သူတို့ဒီအပြစ်တွေးဆောင်ခြင်းဖမ်းမိခြင်းမိုက်မဲဖျက်ဆီးတတ်တော်တတ်မှတ်ခြင်းများထဲသို့ကြာရောက်တတ်၏တဲ့သူများစီကနေအလကားလိုချင်တာလောဘလွန်ကျူးသွားတဲ့လက္ခဏာပဲလိဒါနော်လောင်းကစားလုပ်တယ်ဆိုတာဒါလောဘကြီးလို့လုပ်တာပဲဒီများစီကနေအလကားလိုချင်တာပဲဒါပြပြပြောရမယ်ဆိုရင်မိုက်မဲဖြက်စီတက်တော်တတ်မှတ်ခြင်းများတဲ့တို့ကြာရောက်တတ်၏တဲ့တင်ပြီးဓာစုတွေလောင်းကစားလို့ပြူကွဲသွားမယ်တင်ဘေးနားမှာရှိတဲ့တင်ရဲ့အလုပ်နော်တင်းရဲ့အရင်နှီးဆုံးမိတ်ဆွေတွေဒီလောင်းကစားကြောင့်ပျက်စီးသွားမယ်အကျွေးတွေတင်ပြီးတော့တင်းဘဝပြက်တယ်နောက်ဆုံးကိုတက်သေးခြင်းနဲ့အနေထားမျိုးတွေဖြစ်ပြီးလမ်းဘေးရောက်သွားတယ်ဒါတင်းဘဝပြက်သွားတာပဲဒါကြောင့်မလို့လောင်းကစားကိုရှောင်းထို့တို့တော့အပြင်လူတို့ဒီအကျိုးနေခြင်းပျက်စီးခြင်းနဲ့နစ်မွန်းတတ်၏ကျမ်းစာအရာပြောရမယ်ဆိုရင်လောဘလွန်ကျူးခြင်းစိတ်နဲ့ရှာသမျှပတ်စံတွေအားလုံးကအပြစ်ရှိတယ်ဒါကြောင့်ကျန်းစာစကားနဲ့ပြောမယ်ဆိုရင်ဒီအစိုးရကတရားဝင်ခွင့်ပြုထားတဲ့ထီတောင်မှကျွန်တော်ယုံကြည်သူတွေအနေနဲ့ဒါမထိုးတဲ့အနေထားမှာရှိပါတယ်တုတ်တန်အခန်းကြီး7နဲ့အငယ်7ထဲမှာလဲမိမိလေယာကိုလှုပ်တော်သူဒီဝါစွာစွာရ၏အချီးအနီးသောအမှုကိုစောင့်တော်သူမူကညံချို့တဲ့၏တဲ့အဲ့တော့ကိုယ့်ရဲ့အလုပ်ကိုတမအာစီဝကြကြလှုပ်ခြင်းကဂုံလဲရှိတယ်အဲ့ဒီဂုံကြောင့်ကိုယ့်ဘဝကလည်းမညှိုးနွမ်းဘူးဝါစွာစားရတယ်လို့ပြောတဲ့အခါမှာအလုပ်စူးစမ်းခြင်းရဲ့ရလက်ကိုယ့်ပတ်စံလဲအလဟတ်တဲ့မဖြစ်ဘူးဒါပေမဲ့အချီးနီးသောအမှုကိုစောင့်တော်သူမူကညံချို့တဲ့ဤဆိုတာသူများရဲ့ပတ်စံသူများစီကအရာတွေကိုအလကားလိုချင်တဲ့ပေါ်ချောင်လိုချင်တဲ့သူကအုံနောက်မရှိတဲ့သူပဲဒါကြောင့်ကျမ်းစာထဲမှာလောဘမရှိရဘူးလို့တော့လုံးဝမပြောထားပါဘူးလူဖြစ်တဲ့အတွက်ကြောင့်လောဘတော့ရှိကောင်းရှိပါမယ်ဒါပေမဲ့လောဘမလွန်ကျူးရဘူးတဲ့လောဘလွန်ကျူးလို့ရှိရင်ကိုယ်ဘဝပြတ်မယ်သူများဘဝကိုလည်းမဆာမနာတာချနှင်းတက်တဲ့အနေအထားတွေဖြစ်ပါတယ်။ဒါကြောင့်ယေရှုခရစ်တော်ကပြောထားတယ်လူကာခန်းကြီး7နဲ့အငယ်15မှာထိုမှတပါလောဘလွန်ကျူးခြင်းကိုတည်နှင့်ကြည်ရှောင်လို့အကြောင်းမူကားစီးစိမ်ရှိတော်လဲစီးစိမ်၌အသက်မတည်ဟုမိန့်တော်မူ၏လောဘမရှိနဲ့လို့မပြောထားဘူးလောဘလွန်ကျူးခြင်းကိုရှောင်တဲ့ကိုယ့်ရဲ့မိသားစုအတွက်ကိုရှာမယ်ကိုဘဝစားဝတ်နေရေးအတွက်ရက်တည်ဖို့အတွက်ကိုရှာမယ်ဒါပေမဲ့အဲ့ဒီကိုရှာတဲ့ပတ်စံကတမအာစီဝကြကြဘဒုကိုမှဒုက္ခမပေးတဲ့ပတ်စံမျိုးဆိုရင်တော့ဒါတည်တဲ့အထိတိုင်အောင်တင်းရဲ့ဘဝကဂုံယူလို့ရပါပြီဒါကြောင့်တင်းဘဝထဲမှာသူများစီကနေပတ်စံလိမ်ပြီးတော့မယူပါနဲ့လောင်းကစားလှုပ်ပြီးမှကိုဘဝပျက်စီးခြင်းထဲမှာလည်းအဆုံးမသက်စေပါနဲ့လို့တတိပေးချင်ပါတယ်အရောက်တိုင်းဖြန့်ကောင်းကြီးရှိပါစေ